21ရာစုမှာကျွန်တော်တို့ဟာအင်္ဂါဂျိုဘော်ကိုစိုက်ရုပ်တွေလွတ်နေနိုင်ပါပြီ။ဒါပေမဲ့ဒီရာစုနှစ်ရဲ့အန်ဒီရဲ့အရှိဆုံးရှာဖွေတွေ့ရှိချက်ကလက်ခွဲကန်းထဲမှာမဟုတ်ပဲမြေကြီးထဲမှာဖြစ်နေတယ်ဆိုရင်ရောကျွန်တော်တို့သိထားတဲ့သမိုင်းမှတ်တိုင်တွေကိုပြောင်းလဲပြစ်မယ်။သမိုင်းပညာရှင်တွေကိုတုံ့လှုပ်သွားစေမယ်။အရာ10ခုအကြောင်းကိုပြောပြပေးသွားမှာပါ။ဒါတွေကိုကြည့်ပြီးရင်ကျွန်တော်တို့ရဲ့အတိတ်အပေါ်အမြင်တွေလုံးဝပြောင်းလဲသွားပါလိမ့်မယ်။ကာဇက်စတန်ကအီယာမပုံရများ Kazakh geoglyphs 2009ခုနှစ်မှာကာဇက်စတန်ကဒီမီထရီဆိုတဲ့အမျိုးသားတစ်ယောက်ဟာ Google Earth ကနေဂျူတူဓာတ်ပုံတွေကိုကြည့်နေရင်မဖြစ်နိုင်တဲ့အရာတစ်ခုကိုတွေ့ခဲ့ပါတယ်။အဲ့ဒါကတော့ကွင်းပြင်ကြေကြီးထဲမှာမြေပုံတွေနဲ့လှုပ်ထားတဲ့အီယာမ geometry ပုံစံတွေချက်ချီခတ်စတူရန်အဝိုင်းပုံစံတွေပါပဲ။အထူးခြားချက်ဒီပုံစံတွေဟာဘောလုံးကွင်းပေါင်းများစွာလောက်ကြီးမားပြီးကောင်းကင်ဘော်ကကြီးမားပဲပုံဖော်လို့ရပါတယ်။ပဟီလီလွန်ခဲ့တဲ့နှစ်ပေါင်း8000ကလူတွေဟာကောင်းကင်ဘော်ကနေကြီးမိသူတွေအတွက်ဒီလောက်တိကျတဲ့အမှတ်အသားတွေကိုဘာလို့လုပ်ခဲ့တာလဲ။ဒါဟာသမိုင်းမှာပြောတဲ့လှည့်လေသွားလာနေတဲ့လူရိုင်းတွေရဲ့လက်ရာဆိုတာဖြစ်နိုင်ပါမလား။နှစ်မာယာတို့ရဲ့ဖျောက်ဆုံးနေတဲ့ Empire ဂွာတီမာလာလိုက်တာ2018ခုနှစ်မှာသိပ္ပံပညာရှင်တွေဟာဂွာတီမာလာတောနက်တွေအပေါ်ကနေလေဆာနည်းပညာနဲ့စကန်ဖတ်ကြည့်တဲ့အခါပါဇက်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။တွေ့ရှိချက်တောနက်ကြီးအောက်မှာဖုံးကွယ်နေတဲ့အဆောက်အအုံပေါင်း6000ကျော်ကိုတွေ့ခဲ့ရပါတယ်။လမ်းမကြီးတွေစေမြုံတွေလူနေရက်ွက်တွေနဲ့ရေးတိုက်တွေအထိပါဝင်ပါတယ်။အခြေလက်မာယာလူမျိုးတွေဟာတရွတ်ဝတ်ထားတဲ့လူရိုင်းစုစုလေးတွေမဟုတ်ပဲရောမအမ်ပါယာလိုဖြစ်မိတဲ့လူဦးရေတန်းချီရှိတဲ့အမ်ပါယာကြီးတစ်ခုဖြစ်ခဲ့တာပါ။ဒီလိတ်ကြီးမားတဲ့မြို့ကြီးဘလူများတောနက်ထဲမှာခြေရလက်ရမပြတ်ကြောက်ကွယ်သွားခဲ့တာလေ။၃အမေဇုန်တောနက်အောက်ကမြို့တော်များအမေဇုန်တောဟာလူသူမနီးတဲ့တောရိုင်းကြီးလို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့2024ခုနှစ်ရှာဖွေတွေ့ရှိချက်တွေအရအမေဇုန်တောအောက်မှာလူဦးရေ3သိန်းကျော်နေထိုင်ခဲ့တဲ့မြို့ပြကွင်းရက်ကြီးရှိနေခဲ့ပါတယ်။အဖြစ်မှန်ဥရောပတိုက်သားတွေရောက်လာတဲ့အခါပါလာတဲ့ယောဂဗျာတွေကြောင့်လူတွေတန်းနေချီတည်ဆုံသွားပြီးမြို့တွေဟာလူသူစိတ်သုံးသွားခဲ့တာပါ။900ကြာတဲ့အခါမှာတော့တောနယ်ကြီးကဒီမြို့ကြီးတွေကိုဝါမျိုးပစ်လိုက်ပြီးပါရတီတုတောကြီးလိုဟန်ဆောင်ထားခဲ့တာဖြစ်ပါတယ်။၄ပင်လယ်နက်အောက်ကအချိန်ကာလ Black Sea Shipwrecks ပင်လယ်နက်ရဲ့ရေအောက်မီတာ150အောက်ခြေမှာအောက်ဆီဂျင်မရှိပါဘူး။ဒါကြောင့်အဲ့ဒီနေရာဟာအရာအားလုံးကိုမပြတ်မစီးအောင်ထိမ့်သိမ်းပေးထားတဲ့တဘာဝရေခဲတစ်တာကြီးလိုပါပဲ။တွေ့ရှိချက်2018မှာအနက်2ကီလိုမီတာမှာရှိတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2400ကဂရိတင်းပိုးပြက်ကြီးတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။အံ့ဩစရာတင်းပိုးရဲ့ရွက်တိုင်းလှော်တက်ခုံတွေကအစမပုတ်မတိုးပဲမနီးကမှနစ်မြုပ်သွားတဲ့အတိုင်းအကောင်းတိုင်းရှိနေတာပါ။ဒါဟာကမ္ဘာပေါ်မှာအကောင်းဆုံးအတိုင်းကျန်ရည်နေတဲ့ရှီးအကြဆုံးတင်းပိုးကြီးဖြစ်ပါတယ်။အပိုင်းနှစ်ကိုလည်းစောင့်ကြည့်ပေးပါဦး။